ဗာရာဏသီမြို့ထဲကခြေကွဲဝမ်းနေပဲရကောင်းတဲ့တထေးကြီးနဲ့တထေးကတော်တို့ရဲ့အဖြစ်အပျက်ကိုမြတ်စွာဘုရားရည်ညွှန်းပြီးတော့ဟောတာဖြစ်တယ်ဗာရာဏသီမြို့မှာထိုခေတ်ကသူတို့ပိုင်ဆိုင်မှုနဲ့ကြည့်လိုက်မယ်ဆိုရင်ရွှေတို့ငွေတင်းကားတွေခက်ဆိုရင်ငွေတင်းကားဂရီ80ကျွဲသွားတဲ့တထေးသားဖြစ်တယ်တဝရီတော်သားနောက်တစ်ခုကလည်းပဲဂရီ80ကျွဲသွားတဲ့တထေးရဲ့သမီးတဝရီတော်သမီးအဲ့ဒီမိသားစုနှစ်ဦးဟာမိဘတွေကဘလို့စိတ်ကူးကြတယ်လဲလို့ဆိုတဲ့အခါဂရီ80ဆိုတဲ့ရွှေတင်းကားတွေတလောက်ပေါ်များနေတာငါတို့သားလေးအတွက်တသက်တာမကုန်ပါဘူးသူချမ်းသာသလိုနေပါစေဆိုပြီးတော့ပင်မဆင်းရဲမှာဆိုရတဲ့ပညာသင်ကြားရတယ်အဲ့ဒီမိဘတွေကတော့ငါတို့သားလေးသူပြောသလိုနေပါစေပညာသင်တယ်ဆိုတာစီးပွားရှာဖို့ပဲငါတို့မှစီးပွားရှာကြမလို့ဘူးတသက်စားမကုန်ဘူးဆိုတဲ့အတွေးနဲ့သားကလေးတယောက်အရွယ်ရောက်သည့်ထီအောင်ပညာသင်ပေးဘူးထို့တူပဲနောက်တစ်ထေးတူကလည်းပဲသမီးလေးတယောက်မွေးထားတာသူတို့ကလည်းဒီတိုင်းပဲစဉ်းစားတယ်တို့သမီးလေးဒုက္ခခံပြီးဘာမှသင်မနေနဲ့ဘယ်เจ้าမှလည်းမသွားနဲ့သူတသက်တော့စားမကုန်ပါဘူးဂရေ80ကျွဲသွားတယ်အဲ့တော့ဘာပညာမှမသိနဲ့အဲ့ဒါလို့မိဘတွေကလွတ်ထားကြတယ်လွတ်ထားတော့သူတို့ကလည်းပြောသလိုနေလိုက်ကြတာအရွယ်ရောက်တဲ့အခါမှာဂုံကြီးထူချင်းဆိုတော့မိဘတွေကဒီတထေးသားလေးနဲ့တထေးသမီးကိုလက်ဆက်ပေးလိုက်ကြအဲ့ဒါအကူကလည်းအမှားဖြစ်သွားတယောက်ကအသိဉာဏ်ရှင်တော်မယ်နှစ်ယောက်စလုံးဟာဖူဖူနဲ့နူနူဖြစ်နှစ်ယောက်စလုံးဟာဒီပုံစံပဲဖြစ်ပြောသလိုနေတဲ့မိသားစုတွေဖြစ်နေတော့ဘာပညာမှမတတ်ဘူးထိုင်စားနေကြတာအကောင်းဆိုအကြောင်းကျိုးလည်းသိမသိဘူးပေါင်းတင်ဆက်ဆံရေးလည်းသိမသိဘူးလူမှုရေးလည်းသိမသိဘူးသူတို့ဟာလူကြားထဲမှာမဝင်ဘူးဆိုတဲ့အခါမှာလူမှုရေးမသိကြအောင်သိပြီးတော့ကိုယ့်အိမ်မှာပဲနေပြီးတော့ကြီးကြတာအိမ်မှာပဲကြီးကြတဲ့အခါမှာအတွေ့အကြုံဘောဓုတကြာဘူးနာဝဘာတစ်ခုမှမရှိဘူးလူမှုဆက်ဆံမှုလည်းမသိဘူးအဲ့ဒါလို့နေရင်ကနေသူတို့မိဘနှစ်ပါးတည်သွားတဲ့အခါကျတော့မလုတတ်မကင်တတ်တွေဖြစ်လာစီးပွားမရှာတတ်ဘူးစားရုံပဲစားရတယ်အဲ့တဲ့ပြောသလိုနေကြတယ်ဆိုတဲ့အနေအထားမျိုးနဲ့နေလာအဲ့ဒါလို့တထေးပတ်စံချမ်းသာတဲ့တထေးအသိပညာမရှိဘူးဆိုတာကိုအတော့အစားပြောသလိုနေကြတဲ့အတော့အစားသမားတွေဟာသူ့ကိုစီယုံကြဒီတထေးသားလေးဟာပညာမရှိမှန်းသိတဲ့အခါစီယုံတယ်သူလာတဲ့အချိန်မှာမြောက်ပင်ပြီးတော့ပြောကြတယ်တထေးသားချမ်းသာပါစေကြီးပါပါစေတထေးသားကိုကျွန်တော်တို့အမိပြုရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လည်းကောင်းစားပဲတထေးသားလည်းကောင်းစားပဲဆိုပြီးတထေးသားကိုဝန်းရံကြတယ်သူတို့ကမြောက်ပင်ပေးကြတယ်အဲ့ဒီလိုမြောက်ပင်ပေးရနေပြီသူတို့တောင်းနေကြဟာလေးကိုတထေးသားကိုအခန့်လိုက်အခန့်လိုက်တော့တထေးသားကိုဒီအမီးကောင်းကောင်းကလေးနဲ့အခန့်လိုက်တဲ့အခါအရက်ကိုမူးအောင်တိုက်ပြီးအမီးကောင်းကောင်းနဲ့အခန့်လိုက်တော့ဟိုကလည်းအတွေ့အကြုံသစ်ဆိုတော့လေအရက်တောက်တယ်မူးတယ်အမီးကောင်းလေးနဲ့ဆိုကြတယ်ကားကြတယ်သူ့သဘောကြလိုက်ပြီးတော့ပြောကြတယ်ကြိုက်သွားတယ်ဆိုတာသူဆွဲသွားတဲ့အခါမှာပွိုင်းပြီးတော့သူ့ဆရာခြူကြတော့တာပဲအဲ့ချာအရမူးပြီးဆိုခြူလို့ကောင်းတယ်လေပွိုင်းပြီးတော့နှူးကြနှက်ကြခြူကြသူကအဖြုံးသက်သက်လှုပ်လိုက်တဲ့အခါရှိသမျှဂရီ80ဟာပျောက်သွားတယ်ကုန်ဆုံးသွားတယ်ဖြောင်းတဲ့လူကလည်းဖြောင်းမှာပေါ့နော်
အဲ့ဒါလို့မထိမ့်သိမ့်နိုင်တော့တဲ့အနေထားမျိုးရောက်တာမူမူယူယူနဲ့မထိမ့်သိမ့်နိုင်အဲ့တော့သူ့ရဲ့စနီးတဲ့ပိုင်နဲ့တထေးကြော်ပိုင်နဲ့ဂရေ80ကိုစတင်ပြီးတော့သူအသုံးချပြန်အသက်အရွယ်လည်းတဖြည်းဖြည်းရောက်လာပြီလူကြီးဖြစ်လာပြီသာသမီလည်းမရှိဘူးသူတို့နှစ်ယောက်ပြောသလိုနေပြီးသုံးလိုက်ဖြုံလိုက်သုံးလိုက်ဖြုံလိုက်နဲ့နောက်ဆုံးမှာအသက်80ကျော်80လောက်ရောက်သွားပြီဆိုတဲ့အချိန်ကြတော့ကုံရောရှိတဲ့ပစ္စည်းတွေကုံတဲ့အခါကျတော့အိမ်ကိုပေါင်ပြီးတော့တောက်တယ်သုံးမြန်တယ်သူပိုင်တဲ့ပစ္စည်းတွေရောင်းတယ်သုံးတယ်နဲ့ဆိုနောက်ဆုံးမှာသူနေတဲ့အိမ်ကလေးကိုသူကရောင်းလိုက်တယ်ရောင်းလိုက်တဲ့အခါကျတော့ဝယ်တဲ့လူတွေကအိမ်မောကနေသူနှင်ချလာပေါ့ပတ်စံလည်းမရှိတော့ဘူးကုန်ပြီအိမ်မောကနှင်ချလိုက်တဲ့အခါကျဘယ်မှလည်းသွားစရာမရှိတော့လှုပ်လည်းမလှုပ်တတ်ဘူးဘလို့ရှာမှလည်းမသိဘူးပစ္စည်းဥစ္စာနော်ထမင်းအိုးထဲမှာထမင်းရှိတယ်လောက်ပဲသိတဲ့လူဒန်းစားကိုသူထမင်းမရှိတော့ဘူးဆိုဘယ်ဟာရှာမှမသိတော့ငွေမရှိတော့ဘူးဆိုရင်ဘယ်ဟာရှာမှမသိဘူးအဲ့တော့ရှိတဲ့ငွေတွေကလည်းဟိုလူကသုံးဒီလူကသုံးမလေးမစားဖြစ်အလုံးဝိုင်းပြီးတော့ဖြုံးလိုက်သုံးလိုက်ကြတာမကြခင်ပဲကုံဆုံးသွားပြီသူတို့ကလည်းအရွယ်တွေကကြီးလာကြဘယ်သူမှမလေးစားတော့အဲ့ဒီကြတော့ထမင်းစားစရာမရှိတဲ့အခါခွက်လက်ဆွဲပြီးတောင်းစားရတဲ့အဆင့်ရောက်သွားတယ်